တူရကီကိုရောသွားတဲ့လူတိုင်းစာနေနွေရာသီပြောင်းရွှေ့ဈေးကွက်အတွင်းကစားသမားကိုစီအသိမ်းပြောင်းတာတွေရှိပြီးဂျာမနီတောင်ပံကစားသမားလူတိုင်းစာနေလည်းပေါအောင်လာပြီဖြစ်ပါတယ်အသက်29နှစ်အရွယ်စာနေဟာရှော့ကေးအသင်းနဲ့ professional ကစားသမားဘဝစတင်ကမန်စီးတီးအသင်းမှာ4ရာသီကစားခဲ့သူပါပြီးခဲ့တဲ့2020ပြည့်နှစ်မှာမန်စီးတီးကနေဂျာမန်အင်အားကြီးဘိုင်ယန်မြူနစ်ကိုခုန်ကူးခဲ့ပြီးပုံစံကောင်းပြသနိုင်ခဲ့ပါတယ်စာနေဟာဘိုင်ယန်မြူနစ်နဲ့900တီဖြတ်တန်းခဲ့ရာစုစုပေါင်းပွဲ220ကစားခဲ့ပြီး62ဂိုးအထိတွင်းဝင်ပေးခဲ့တာပါဘိုင်ယန်မြူနစ်နဲ့တက်တန်းတို့ဖို့အတွက်လှုပ်ဆောင်ခဲ့ပြီးမယ်လေနှစ်ဦးနှစ်ဖက်တဘောတူညီမှုမရခဲ့ပါဘူးဒါကြောင့်စာနေတယောက်စင်ကာပူတွေကိုရင်ဆိုင်ဖို့အတွက်တူရကီကိုရောက်လာပြီဖြစ်ပါတယ်တူရကီထိပ်သီးကလပ်ဂါလာတာဆာရီကိုရောက်လာပြီး3နှစ်စာချုပ်ချုပ်ဆိုမှဖြစ်ကြောင်းသိရပါတယ်လောက်ခလာစာအနေနဲ့တနေ့ကိုယူရို15သန်းခံစားရမှာပါအာဆင်နယ်အသင်းနဲ့ဆော်ဒီပရိုလိဂ်ကစုံဝင်စားခဲ့ပြီးမြဲစာနီကတော့ဂါလာတာဆာရီကိုရွေးချယ်ခဲ့တာပါဂါလာတာဆာရီရဲ့အသင်းကိုအိုကန်ဘူရက်နီးပြနေပြီးအီကာဒီအပါအဝင်နာမည်ကြီးပလေယာတွေအများအပြားကစားနေပါတယ်ပြီးခဲ့တဲ့2024-25ဘောလုံးရာသီမှာပြည်တွင်းမှတ်ပေးဖလားစုကူခဲ့တဲ့အပြင်တူရကီဖလားလဲပိုင်ဆိုင်ကအောင်မြင်မှုတွေရအောင်နိုင်ခဲ့ပါတယ် The spice of life.